မင်္ဂလာပါမိတ်ဆွေတငယ်ချင်းတွေဒီနေ့မှာတော့ကျွန်တော်အိမ်မှာဆိုရင်စင်မမျက်ကွင်းအထုံးလေးလည်းပွင့်လာပါပြီခင်ဗျာကြည့်ပါဦးနော်စင်မမျက်ကွင်းအထုံးလေးကကျွန်တော်ခါတိုင်းစင်မမျက်ကွင်းနဲ့မတူတာကြတော့ကသူတို့ရဲ့အာမအနီစက်လေးတွေအညူစက်လေးတွေမပါလာပဲဖြစ်ပါတယ်ကာလာတွေကတော့ကစေးဝါဖက်ဖန်အယောင်လေးပေါ့နော်ကြည့်ပါဦးနော်သူကတမျိုးလေးထူးခြားလာပဲဖြစ်ပါတယ်ဒါကတော့ Elba တွေရဲ့အထူးသင်္ကေတလေးပဲဖြစ်ပါတယ်အနံ့အဖြစ်တော့တအားမွေးတဲ့တဲမှာမပါဘူးအနံ့ကတော့သူ့ပါတစ်ခွက်ရနှက်လေးနည်းနည်းရတာပေါ့နော်ကြည့်ပါဦးနော်လာနေလိုက်တာဗျာဒါကတော့အထုံးပင်လေးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေငယ်ချင်းတွေ့မြင်အောင်အနီးကပ်လေးပြပေးပါမယ်အဲတော့အထုံးပင်ရဲ့အနေထားလေးပေါ့နော်အထုံးပင်ဆိုတဲ့အတိုင်းသူရဲ့အာကကျတော့ခါတိုင်းကအမျိုးဇက်တွေအနီဇက်တွေရှိရမှာမရှိတော့ဘဲနဲ့ဒီတိုင်းပြောင်းပေါ့နော်စိတ်ဝိုင်အောင်လေးအနေထားပဲဝါဖက်ဖက်အနေထားလေးပဲရှိပါတယ်ဒါကတော့သူရဲ့Elba လို့ခေါ်ရခြင်းအကြောင်းရင်းပေါ့နော်Elbaဆိုတာအထုံးပင်လေးပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ကအထုံးပင်လေးတွေကိုမျိုးဆက်မယ်ဆိုရင်အကယ်၍ကျွန်တော်တို့မှာ Elba နှစ်ပင်ရှိမယ်ဆိုရင်မတူညီတဲ့နှစ်ပင်မျိုးဆက်ရင်တော့မှပဲအထုံးကပင်ရပေါ့ percentage ကတော့10%လောက်ပဲရှိမှာပေါ့ကျန်တာကတော့ဟိုရဲ့ original တိုင်းပင်ရနိုင်ချေရှိတာပေါ့နော်တစ်ခွက်တွေထဲမှာရိုးတစ်ခွက်မှာစိုက်ခင်လို့ဆိုရင်နည်းနည်းခက်ရှာရှာတွေကတစ်ခွက်တွေဖြစ်တဲ့အခုလိုပုံစံမျိုး Elba လို့ခေါ်တဲ့အထုံးပင်လေးတွေယူရေးပြီးတော့မှစိုက်နိုင်ပါတယ်ဒါကတော့စင်မမျက်ကွင်းမှာအထုံးပင်လေးပဲဖြစ်ပါတယ်စင်မမျက်ကွင်းအထုံးပင်လေးပေါ့နော်Elbaအပင်လေးပဲဖြစ်ပါတယ်ကြည့်ပါဦးနော်လာနေလိုက်တာဗျာ